လာမှကြိုးစိုးပါရရှင်ဒီနေ့ဖတ်ထုတ်ရပြုလုပ်နည်းနဲ့ဖတ်ထုတ်စီချက်ဖတ်ထုတ်ကြော်နည်းလေးကိုလွယ်ကူဆုံးနည်းလေးနဲ့လုပ်ပြပေးမှာဖြစ်ပါတယ်နော်ခုပထမဦးဆုံးဖတ်ထုတ်ထဲမှာထည့်မယ်အသားလေးကိုစပြီးတော့နေပေးပါမယ်နော်ဒီနေရာမှာအမားကကြက်ရင်မုံသားကို30သားအသုံးပြုပေးထားတယ်အသားလေးတွေကိုကြိတ်ပေးထားတာဖြစ်ပါတယ်ပြီးရင်ကြက်သွန်မိတ်ပါပါလှီးထားတာလေးထည့်ပေးမယ်မုံလာဦးနီကိုလည်းဒီမှာအတုံးသေးသေးလေးတွေတုံးပြီးတော့ထည့်ပေးပါတယ်အနံ့လေးမွှေးအောင်လို့ငရုတ်ကောင်းမုတ်လေးထည့်တယ်တကြားနှင်းငယ်ထည့်တယ်စားလေးထည့်ပါတယ်ကြက်သားမုတ်ထည့်ပါတယ်နော်အယူစီကိုတော့ဒီမှာထမင်းစားစွန်းနဲ့တစုံခွဲလောက်သုံးပေးပါတယ်ပဲငပြားရဲ့အကျဲကိုထမင်းစားစွန်းနဲ့2စွန်းထည့်ပေးတယ်ပဲငပြားရဲ့အနောက်အနှဲငယ်ထည့်ပါတယ်ဒါတော့ကော်မုတ်ပါနော်ကော်မုတ်ကိုထမင်းစားစွန်းနဲ့2စွန်းလောက်ထည့်တယ်ကျဲဝတစ်လုံးဖောက်ထည့်ပေးပါမယ်ဒီနေရာမှာကိုကြိုက်နေတဲ့ရာအသားကိုသုံးလို့ရပါတယ်เนาะပြီးရင်အရသာလေးတွေအားလုံးနှံ့သွားအောင်လို့မှွေပေးမယ်အခုလိုအသားလေးကစီစီလေးဖြစ်ပြီဆိုရင်เนาะရပါပြီเนาะအသားလေးတွေခဏနှက်ပေးထားမယ်เนาะပြီးတာနဲ့ဂျုံလေးစပြီးတော့နေပေးမယ်ဂျုံကိုတော့အမကဒီမှာမှွေးဂျုံမုံ2ထုပ်သုံးပေးပါတယ်စားလေးအနည်းငယ်ထည့်ပါမယ်เนาะတကြားလေးအနည်းငယ်ထည့်တယ်ဒီမှာတော့အမကရေနွေးသုံးပါတယ်เนาะရေနွေးလေးသုံးပေးခြင်းအပြင်ဖက်ရွက်ခဲအသားလေးကပို့ပြီးတော့နူးညံ့ပါတယ်เนาะရေနွေးကိုဒီမှာ300မီလီလောက်သုံးပေးတယ်တခါတည်းမထည့်ပါဘူးเนาะထုံးစံတိုင်းပဲနည်းနည်းချင်းထည့်ပြီးတော့ဂျုံသားလေးကိုနေပေးမှာဖြစ်ပါတယ်ဂျုံလေးကအခုလိုချောချောမွတ်မွတ်လေးနဲ့ဣလာပြီဆိုရင်ရိုးရိုးစီပါเนาะထမင်းစားစွန်းနဲ့တစုံထည့်ပြီးတော့နေပေးပါမယ်ဂျုံသားလေးချောချောမွတ်မွတ်နဲ့ဖြစ်လာအောင်လို့ဒီမှာလက်ကလေးနဲ့เนาะအခုလိုလေးထိုးပြီးတော့နေပေးပါမယ်เนาะကဲဒီလိုနေထားလေးရောက်ပြီဆိုရင်เนาะသူ့ကိုမိနစ်40လောက်ခဏလောက်နှက်ပေးထားမယ်เนาะမိနစ်40လောက်နေထားမှာဒီမှာဂျုံသားလေးကလည်းအီအီလေးဖြစ်လာပြီเนาะဒါဆိုရင်เนาะသူ့ကိုစပြီးတော့နေပေးမယ်ဂျုံကကတ်နေတယ်ဆိုရင်ဂျုံမုံလေးဖြူဖြူပြီးတော့နေပေးပါเนาะကဲအခုလိုဂျုံသားလေးကချောချောမွတ်မွတ်လေးဖြစ်သွားပြီဆိုရင်သူ့ကိုအမားတို့သေးသေးလေးတွေပဲလှိဖြတ်မှာဖြစ်ပါတယ်ဒီလိုနေထားလေးပေါ့နော်ဒီလိုလေးရပြီဆိုရင်သူ့ကိုဂျုံမုံလေးတွေနဲ့ဖြူပေးမယ်ကတ်မှာဆိုလို့ပါနော်ပြီးတာနဲ့တီးထားတဲ့ဂျုံပြားလေးတစ်ခုကိုယူပါမယ်နော်ပြီးရင်ဂလိန်တုံးလေးနဲ့အဝိုင်းပုံစံလေးဖြစ်အောင်လို့လှိမ့်ပေးပါမယ်ရန်လဲလွယ်ကူပါတယ်နော်ကိုယ့်အိမ်မှာလှုပ်ရှားတဲ့အခါကျတော့ဖက်ရွက်တွေလည်းအများကြီးရပါတယ်နော်အခုညှိုးတိုင်းဆိုရင်ဖက်ရွက်ကအခု40လောက်ရပါတယ်ရှင်ပြီးတာနဲ့ဂျုံသားမျက်နှာပြင်လေးကိုဝိုင်းဝိုင်းလေးလိုချင်တဲ့အတွက်ဒီမှာခွက်ကလေးတစ်လုံးနဲ့အခုလိုမှောက်ပြီးတော့ပုံလေးလုပ်ပေးလိုက်ပါတယ်။အဲဒီမှာဆိုရင်ဖက်ရွက်လေးတစ်ခုရပါပြီနော်။နောက်ကျန်တဲ့ဂျုံသားလေးတွေကိုလည်းဒီနည်းတိုင်းလေးပဲလုပ်ပေးမယ်နော်။အဲဒီမှာဖက်ရွက်ကလေးတွေအများကြီးပဲနော်။ဖက်ရွက်လေးတွေရပြီဆိုတော့သူ့ကိုအစာလေးထည့်ပါမယ်။စောနာနယ်ထားတဲ့ကြက်သားလေးကိုထည့်ပေးမယ်နော်။ပြီးရင်အပေါ်လေးကိုလက်ကလေးနဲ့ပိတ်ပေးပါမယ်။ဖတ်ထုတ်ကိုတော့ကိုအစင်ပြေသလိုပဲခောက်ပေးပါတယ်နော်မတော့ဒီမှာဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်ကိုအခုလိုလေးပိတ်ပေးလိုက်တယ်နော်ဒါဆိုရင်တော့သူကခရုခွေလေးလိုမျိုးလေးပေါ့နော်ဖြစ်သွားပါပြီဒါကတော့နောက်တစ်ပုံမှာသူ့ကိုကတော့ကြော်မဲ့ပုံစံလေးပါရှင်အပေါ်ကနေပြီးတော့ခရင်လေးနဲ့ပဲပိတ်ပေးလိုက်ပါတယ်ဒါအလွယ်ဆုံးနည်းလေးပါနော်ဒါအခုဆိုရင်တော့ကြော်မဲ့ပုံလေးရဲ့ဖတ်ထုတ်ကိုပြုတ်မဲ့ပုံရဲ့နှစ်နည်းပေါ့နော်စပြီးတော့ကြော်ပေးပါမယ်စီလေးနည်းနည်းလေးနဲ့ပဲထည့်ပြီးတော့ကြော်ပေးပါတယ်နော်ဟိုဘက်ဒီဘက်အရောင်လေးပြောင်းလာပြီဆိုရင်တော့ဆယ်လို့ရပါပြီဆောနာကြော်ထားတဲ့စီလေးကိုစီလေးနဲ့ငယ်ထပ်ထည့်ပြီးတော့ကြက်သွန်ဖြူလေးကိုစီတက်ပေးမယ်နော်ဒါကတော့ဖတ်ထုတ်စီချက်လုပ်ဖို့ပါနော်ပြီးရင်ယူနိုးလေးတည်မယ်စောနာကခရုခွေဖတ်ထုတ်လေးတွေကိုထည့်ပြီးတော့ပြုတ်ပေးပါမယ်ပြုတ်ထားတဲ့ဖတ်ထုတ်လေးတွေရပြီဆိုတော့ကဲဖတ်ထုတ်စီချက်လေးလုပ်ရန်အဆင်သင့်ဖြစ်ပါပြီเนาะဒါပဲငပြားရဲ့အကျဲ2စွန်းထည့်ပါမယ်ပဲငပြားရဲ့အပြစ်ကိုနည်းငယ်ထည့်တယ်အရသာအတွက်ကကြက်သားမှုန့်နဲ့တကြားလေးနည်းငယ်ထည့်တယ်အပေါ်ကနေနန်းနန်းမင်းလေးနည်းငယ်ထည့်ပါတယ်စောနာကကြက်သွန်ဖြူစီချက်ကလေးထည့်ပေးမယ်เนาะပြီးရင်အပေါ်ကနေကြက်သွန်မိတ်လေးဖြူလိုက်မယ်ရုပ်ကောင်းလေးနည်းငယ်ဖြူလိုက်မယ်ပြီးရင်နှမ်းလေးနည်းငယ်ဖြူလိုက်မယ်เนาะကဲဒါဆိုရင်เนาะနဲ့ရတာနဲ့ပြည့်စုံပြီးရန်ကိုစားကောင်းတဲ့ဖတ်ထုတ်စီချက်လေးရပါပြီเนาะဖတ်ထုတ်ကြော်နဲ့တွဲစားဖို့အတွက်ချင်းရည်လေးလုပ်ပါမယ်ခရုစီလေးနည်းငယ်ထည့်တယ်ပဲငပြားရဲ့အပြစ်ထည့်ပါတယ်ပဲငပြားရဲ့အကျဲကို2စွန်းထည့်ပါတယ်เนาะငပြားရဲ့1စွန်းထည့်တယ်ကြက်သားမုတ်ရဲ့တကြားရဲ့ထည့်ပါတယ်ရုပ်သီးကြက်မုတ်ထည့်တယ်နန်းနန်းမင်းငရုတ်သီးစိမ့်လေးထည့်ပေးပါတယ်အကျက်သွန်ဖြူထောင်းထားတာလေးနည်းငယ်ထည့်တယ်เนาะ
ဒါကတော့အိမ်မှာရှိတဲ့ချင်းရည် sauce လေးထည့်တာဖြစ်တယ်ကိုစိတ်ကြိုက်ထည့်လို့ရပါတယ်ကဲအခုဆိုရင်တော့ချင်းရည်လေးလည်းရပါပြီเนาะဒါဆိုရင်တော့ဖတ်ထုတ်ကြော်လေးနဲ့တွဲစားလို့ရပါပြီရှင်အခုဆိုရင်အရန်ကိုစားကောင်းပြီးရတာရှိတယ်ဖတ်ထုတ်စီချက်နဲ့ဖတ်ထုတ်ကြော်လေးရပါပြီရှင်